အားလုံးပဲမင်္ဂလာပါဗာမျိုးကွေကနေကြိုဆိုပါရစေပုံမှန်တင်ဆက်နေကြအတိုင်းဟင်းချက်နေလေးတွေကိုမျှဝေတော့မှာဖြစ်ပါတယ်ဒီကောက်ရှင်းပြပေးတော့မှာတော့ဘဲဥရှင်လေးပဲဖြစ်ပါတယ်ဒီလေးကိုဘယ်လိုရှာလဲဘာပစ္စည်းရေးပေါင်းလဲဆိုတာကိုကျွန်တော်အသေးစိတ်ပြပြပေးတော့မှာပဲဖြစ်ပါတယ်ဘာပစ္စည်းရေးပေါင်းလဲဆိုရင်တော့ရှမောင်ရွက်ဘဲဥစိတ်တန်းကပင်ရုပ်ဒီစိတ်ကျက်တုံဖြစ်ဒီလိုဖြစ်ပါတယ်ပြီးတော့ရင်တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့စီသက်ပေးရပါမယ်ပြီးရင်စနစ်မုတ်ရောင်တမုတ်အနေငယ်စီထည့်ပေးရပါမယ်ကျွန်တော်တို့ကျက်တုံကိုကြက်အောင်လို့တေချာလေးမှုပေးရပါမယ်ကျက်တုံကျမသာအနံ့ရတာမုံဝင်းလေးရရှိမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ငုတ်ဒီအစိမ့်မုတ်ထည့်ပေးရပါမယ်ကျွန်တော်တို့လိုချင်တဲ့နေသားလေးရပြီဆိုရင်တော့အစောကအစင်သစ်လောက်ထားတဲ့ချမရွက်တွေကိုဝိုးတဲ့ကိုထည့်ပေးရပါမယ်ထည့်ပြီးတော့ရင်တော့ကျွန်တော်တို့တေချာလေးမှုပေးရပါမယ်မွေပြီးလို့ကိုလိုချင်တဲ့အနေထားရပြီဆိုရင်တော့ကျွန်တော်တို့စင်တန်းငပိနည်းနည်းထည့်ပါမယ် everything နည်းနည်းထည့်ပါမယ်ဒီဝိုင်းတေချာလေးရည်ညက်သွားအောင်လို့မွေပေးရပါမယ်မွေသွားရင်တော့ဘဲဥပြုတ်တွေကိုထည့်ပေးရပါမယ်ထည့်သွားရင်တော့ဒီလိုနှံ့အောင်လို့နောက်တစ်ခေါက်ပြန်ပြီးမွေပေးရပါမယ်မွေသွားရင်တော့ကျွန်တော်တို့တွေရေအနေငယ်ထည့်ပါမယ်ဒီထည့်သွားရင်တော့ကျွန်တော်တို့တွေရသမို့တွေထည့်ပါမယ်ထည့်သွားရင်တော့ရသမို့တွေနှံအောင်လို့နောက်တစ်ခေါက်ထပ်ပြီးတော့ပြန်ပြီးမွေပေးလိုက်ပါမယ်မွေပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့တွေခဏလောက်အုပ်ထားလိုက်ပါမယ်ခဏလောက်ကြာမှပြန်ဖွင့်ကြည့်လိုက်ရင်တော့ကျွန်တော်တို့လိုချင်နေတဲ့ဘဲဥရှင်လေးရပြီပဲဖြစ်ပါတယ်အခုလိုလွယ်ကူရိုးရှင်းတဲ့ဘဲဥရှင်လေးရှက်ရတွင်အပစ္စည်းတွေပါဝင်လဲဘယ်လိုရှက်လဲဆိုတာကိုကျွန်တော်မိတ်ဆွေတို့လည်းသိရှိဖြစ်တဲ့အတွက်အိမ်မှာလွယ်တကူပြန်ချက်စားတက်ပြီးလို့ထင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုစောအောင်ကြည့်ပေးတဲ့တရားရှင်တိုင်းအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဗီဒီယိုတစ်တွေတင်အောင်မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစိတ်ဝင်စားရဆိုရင်တော့ like and subscribe လေးလုပ်ပေးဖို့ပြောချင်ပါတယ်အဲဒါဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ရအောင်ဗျာအားလုံးပဲ bye bye